အားလုံးပဲမင်္ဂလာပါဗျဒါဒီနေ့မှာပေါ့နော်ဒါစနေနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒါလီပေါင်းစုံပေါ့လေဒါလီကြီး9လီကဒီပွဲတွေအများကြီးရှိတယ်ဆိုတော့ဒီထက်ကမှကျွန်တော်ရဲ့အကြိုက်ဒါ၄ပွဲပေါ့နော်ကျွန်တော်ရွေးပေးထားတယ်ဆိုတော့ကျွန်တော်ဒါ Telegram မှာလည်းဒီ Feed Channel တွေမှာဗျပွဲတွေနည်းနည်းကြာနေတယ်ပေါ့နော်ကျွန်တော်လည်းဒါမအားလို့ဆိုတော့ဒါဒီနေ့ပွဲပေါ်ကတော့ကျွန်တော်ဒါမနေ့ကတလို့ဒါကျွန်တော်တေချာလေးကြည့်ပြီးတော့ရွေးချယ်ပေးထားတယ်ဆိုတော့ကျွန်တော်ပထမဆုံးဒီရွေးချယ်ပေးခြင်းနဲ့ပွဲရတော့အင်္ဂလန်ပရီးမီးယားလိဂ်ကပေါ့နော်ဒါအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီအာဆင်နယ်နဲ့ဒါဘုံမောက်ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဆိုတော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့မြန်မာစံတော်ချိန်6နာရီမှာကစားမယ့်ပွဲစဉ်လေးဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာအာဆင်နယ်ကတော့ဒီ1+30ဆိုပြီးတော့ကြေးပေးထားတယ်ဗျကိုပေါင်းကြေးမှာတော့ဒါ3လုံးသေးဆိုပြီးတော့ကြေးပေးထားတယ်ဆိုတော့အာဆင်နယ်ကကျွန်တော်တို့ဒါအခုဒါပရီးမီးယားလိဂ်မှာတော့ဒါအဆင့်1နေရာပေါ့လေသူအနေနဲ့ယာယီရပ်တည်နေတယ်ဆိုတော့ဒါ City ထက်တပွဲပိုကစားပြီးရမှတ်80ပေါ့လေ City 6မှတ်ဖြတ်ထားတယ်အဲ့တော့ဘုံမောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဘုံမောက်ကတော့ဒါဟိုမြောက်ဒီမြောက်ဖြစ်သွားပြီဆိုတော့သူ့နဲ့တန်းစင်းမို့ပါလေဒါစိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဘုံမောက်အနေကတော့ဒါသူ့အနေနဲ့တက်တောင့်တက်တာပဲဒီကစားလို့ရတယ်ပေါ့လေအဲ့တော့ဒီနေ့သင်းကကျွန်တော်တို့အနေနဲ့ဘုံမောက်ရဲ့အိမ်ခွင်းဒါတွေ့ဆုံမှုမှာတော့ဒါဂျွန်လင်းရဲ့မှာကစားခဲ့တဲ့ပွဲမှာအာဆင်နယ်က2-3နဲ့ဘုံမောက်ကိုနိုင်ခဲ့တယ်အဲ့တော့အခုကြေးအရကျွန်တော်တို့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဘုံမောက်ကိုအာဆင်နယ်ကအရန်ကြီးပေါ့နော်ဒီအထင်လုံးဝမသေးထားတဲ့ကြေးမျိုးပေးတာလည်းကျွန်တော်တွေ့ရတယ်ဗျတကယ်လို့သာအာဆင်နယ်အနေနဲ့ဒီကိုပြတ်နိုင်တဲ့ကြေးဆိုအနည်းဆုံးဘုံမောက်ကိုအင်္ဂလိပ်မှာ1အရှုံးလောက်ပေါက်လို့ရတယ်ဆိုတော့အခုကြေးရတော့1.50တောင်မငိမ့်မန်းတော့1.30လောက်ပဲရှိတယ်ဗျမြန်မာကြေးမှာဆိုတော့ကိုပေါင်းကြေးမှာတော့ဒါ3မိုင်ဒီ10ပြားလောက်တော့ပေါက်ထားတယ်နိုင်ငံခြားကြေးမှာတော့ဒါ3 day ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒါပေးထားတာကျွန်တော်တွေ့ရတယ်ဆိုတော့ဘုံမောက်ကလက်ရှိအဝေးဝင်ကစားခဲ့တဲ့ဒီ Premier League ပွဲစဉ်3ပွဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘန်လီကိုစီးစီးနဲ့ကစားခဲ့တယ်ဝက်ဟမ်ကိုစီးစီးနဲ့ကစားခဲ့တယ်ပြီးတော့ဝူဘာဟတ်တန်ကို0-2နဲ့သူနိုင်ခဲ့တယ်ပြီးတော့အေဗာတန်ကိုလည်း1-2နဲ့နိုင်ခဲ့တယ်ဆိုတော့အခုလက်ရှိအနေအထားမှာဘုံမောက်ကအဝေးဝင်ကစားအားကကျွန်တော်တို့အနေနဲ့ဒါမဆိုးဘူးလို့ပြောလို့ရတယ်ဗျသူ့အနေနဲ့ Bradford ကိုပဲဒီ4-1နဲ့သူရှုံးပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့အဝေးဝင်ပွဲစဉ်တော်တော်များများကိုဘုံမောက်ကနော်တရေအနိုင်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကစားထားတာကျွန်တော်တို့တွေ့ရတယ်ဗျအဲ့တော့ဘုံမောက်ကကျွန်တော်တို့ဒါညီကိုတွေမြင်တဲ့အတိုင်းပဲเนาะဒီသူ့အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဒီအလဲအသင်းလိုမျိုးပဲဆိုတော့ကစားရတော်တော်ကိုမာကြောတဲ့အသင်းဖြစ်တယ်တစ်ဖက်ကအာဆင်နယ်ကတော့ဒီ Sporting ရဲ့ကွင်းမှာပေါ့နော်ဒါ0-1နိုင်ခဲ့ပြီးတော့အနေငယ်တော့ဒါပွဲတော့ပန်းနေတယ်ပေါ့ဗျာဆိုတော့ဂျားမှာသူ့အနေနဲ့3ရက်လောက်နားပြီးတော့ဒါ Premier League ကိုပြန်ကန်ရတယ်ပေါ့လေဆိုတော့ဒီပွဲပြီးလို့ရှိရင်လည်းသူ့အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဒီ Sporting ကိုဒါအိမ်ကောမအခမ်းမှာဖြစ်တယ်ဆိုတော့အခုလက်ရှိအနေထားအရအာဆင်နယ်ကကျွန်တော်တို့အနေနဲ့ကတော့ဒါသူ့အနေနဲ့ Premier League အိမ်ကွင်းမှာတော့ကျွန်တော်တို့ဒါကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါဆန်နာလန်ကိုပြန်နိုင်ထားတယ် Chelsea ကို2-1နိုင်ထားပြီးတော့ကျွန်တော်တို့ Everton 2-0နိုင်ထားတယ်ဒါ Arsenal ဒီလည်းအမှားရမရှိနိုင်ထားတယ်ဗျဆိုတော့ဒီနေ့ရာဒီမှာတော့သူ့အနေနဲ့ကတော့ဒါ Premier League ရဲ့ flower ကိုသူ့အနေနဲ့ဒါယူဖို့အတွက်ဒါရည်ပန်းစားဆုံးဖြစ်နေတဲ့ Arsenal အနေနဲ့ဒီနေ့အိမ်ကွင်းမှာပေးတဲ့ကြေးဒီ Arsenal နိုင်ုံလောက်ပဲဆိုတဲ့ပုံစံမျိုးကြေးဖွင့်ထားတယ်လို့ပဲကျွန်တော်မြင်တယ်ဆိုတော့အခမသိရင်လည်းဒါတေးဖြစ်ကောင်းဖြစ်နိုင်တဲ့ကြေးမျိုးလို့ထင်တယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့ဒါ1.30ကြေးပေးထားတာကိုကျွန်တော်လုံးဝမကြိုက်ဘူးဗျာဒါကြောင့်ဒီဘုံမောက်ကိုပဲကျွန်တော်ကတော့ကြိုက်တယ်ဆိုတော့အကြိုက်တဲ့ညီကိုတွေဘုံမောက်ကိုကစားနိုင်ပါတယ်ဆိုတော့2-1လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အခမသိရင်2လည်းဖြစ်နိုင်တယ်ဆိုတော့1-0နဲ့လည်းပြီးနိုင်တယ်1-1နဲ့လည်းပြီးနိုင်တယ်ဆိုတော့ဂိုးပေါင်းကြေးအရာကတော့ကျွန်တော်ကတော့ဒီပွဲကိုတော့ဒါသူတို့ဒါဘိုကီရီပေးထားတဲ့အတိုင်းပဲ3သေလောက်ကတော့ဒါဖြစ်မယ်လို့တော့ထင်တယ်ဗျာเนาะဒါအနည်းဆုံး3လုံးကတော့သွားမယ်လို့ထင်တယ်ဆိုတော့ကြိုက်တဲ့ညီကိုတွေကတော့ဒါအောက်ရရှင်ရအပေါ်ရရှင်ရဆိုတော့ကျွန်တော်ကတော့ဘုံမောက်ကိုပဲကြိုက်တယ်2-1 1-0 2-2ဒီလိုပဲခံမှတ်ပါတယ်ဗျာအဲ့တော့အကြိုက်တဲ့ညီကိုတွေဘုံမောက်ကိုကစားပါဆိုတော့ဒုတိယပွဲစဉ်အနေနဲ့ကတော့ကျွန်တော်ဒီရိုရှာဒေါမန်နဲ့လီဗာပူးဆင်နဲ့ပွဲလေးပါဒီပွဲမှာဆိုလို့ရှိရင်တော့ဒါဒေါမန်ကတော့ level 80ဆိုပြီးတော့လီဗာပူးဆင်ကိုပေးထားတယ်ဆိုတော့လီဗာပူးဆင်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမနေ့ကဟော့ဖိုင်ကတေးကြခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ဒါလီဗာပူးဆင်အနေနဲ့ဒါအဆွင့်ကိုသူ့အနေနဲ့စ조사ပြီးတော့လိုတယ်ဒီပွဲမှာသူနိုင်ခဲ့ရင်တော့32မှတ်နဲ့ဒါအဆင့်ကနေရာကိုသူ့အနေနဲ့ကတော့ရောက်ရှိသွားမှာဖြစ်တယ်ဆိုတော့ဘွန်ဒက်လီဂါကတော့ဒီနှစ်ရာသီကတော့ကျွန်တော်တို့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအဆင့်9နေရာဒီချန်ပီယံလိဝင်ခွင့်ရမလားမရလားဆိုတာတော့ကျွန်တော်တို့အနေနဲ့ကတော့အဖြေတော့မပေါ်သေးဘူးဗျဒါပေမဲ့လီဗာပူးဆင်အနေနဲ့ကတော့ဒါချန်ပီယံလိဝင်ခွင့်အတွက်သူ့အနေနဲ့ကြိုးစားဖို့အများကြီးရှိသေးတယ်ဆိုတော့လိုက်ဇက်တို့ဒါစတူကတ်တို့ကလည်းသူ့ထက်ဒါဟောပေါ့နော်ဒါ4မှတ်လောက်ပဲတာတယ်ဆိုတော့သူတို့အမှားကိုစောင့်ကြည့်ပြီးတော့လဲဒီလီဗာပူးဆင်အနေနဲ့ဒါကြိုးစားခွင့်တော့ရှိတယ်ဆိုတော့တစ်ဖက်ကဒီဒေါမန်ကတော့ဒါသူ့အနေနဲ့ကတော့ဒီလီဗာပူးဆင်ကို17မှတ်လောက်ထိသူ့အနေနဲ့ဖြတ်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဆင့်နဲ့နေရာနဲ့ဒါချန်ပီယံလိကတော့ဒီဒေါမန်တက်ကတော့ဒါတေချာတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဗျဆိုတော့ဒီနှစ်သိန်းရဲ့ဒါထက်ရိုက်တမန်သိန်း6ဒါတွေ့ဆုံမှုကျွန်တော်ကြည့်ရမယ်ဆိုတော့ဒေါမန်က19ကြိမ်နိုင်ထားတယ်လီဗာပူးဆင်က9ကြိမ်နိုင်ထားတယ်ဗျာနော်ဒါဒရော့က6ကြိမ်ထိကြားထားတယ်ပြီးတော့ဒေါမန်ကဒါသူ့ရဲ့အိမ်ကမှာလီဗာပူးဆင်ကိုအခုနောက်ပိုင်းကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ3ပွဲကစားပြီးတဲ့အချိန်မှာပေါ့နော်ဒါလီဗာပူးဆင်ကိုကျွန်တော်တို့အနေနဲ့ဒီဂျာမန်ပိုကက်ဖလားအပေါင်း3ပွဲလုံးကိုသူ့အနေနဲ့နိုင်ထားတာတော့မတွေ့ရဘူးဒါပေမဲ့
ဒေါမန်ကအခုအနေထားရကျွန်တော်တို့အနေနဲ့ကြည့်ရမယ်လို့ရှိရင်သူ့အနေနဲ့ကတော့ဒါနိုင်ပွဲတွေကကျွန်တော်တို့ဒါဘိုင်ယန်မြူးနစ်နဲ့ကိုရှုံးပြီးတဲ့နောက်ပိုင်းနိုင်ပွဲတွေတော့တော်တော်ကိုပြန်ဆက်နေတယ်ဗျဆိုတော့နိုင်ပွဲကိုပြန်ဆက်နေတဲ့ဒီဒေါမန်အနေနဲ့ဒါကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးဆင်လိုမျိုးပေါ့နော်အခုနောက်ပိုင်းဒါဂိုးတွေသူ့အနေနဲ့ကတော့ဒါတော်တော်ကိုပြန်လို့ပေးနေရတဲ့အသင်းကိုပေါ့နော်ဆိုတော့ဒါ level အပြည့်ရုံးဆိုတာကြီးကတော့ကျွန်တော်တို့အနေနဲ့မဖြစ်သင့်ဘူးလို့ထင်တယ်အနည်းဆုံး 1+50 သို့မဟုတ်1သေးလောက်ထိဒီဒေါမန်ဘက်ကတော့ကျွန်တော်တို့ကတော့ဒါပေးတင်တယ်လို့ထင်တယ်ဗျဆိုတော့ဒီကျွန်တော်တို့အခုဒါလီဗာပူးဆင်ကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးဆင်ရဲ့အဝေးကွင်းကစားအရန်ကြီးကောင်းမနေဘူးဗျနော်ဆိုတော့ Unibalance 1-0နဲ့ရှုံးတယ်နောက်တစ်ခုဒီ Heidenheim ကို3-3နဲ့တေကျပြီးတော့ဒီတစ်ဖက်ကဒီ Frankfurt အင်္ဂမှာလဲသူ့နဲ့3-3နဲ့တေကျခဲ့တယ်ဆိုတော့ဒီအဝေးကွင်း3ပွဲမှာ2ပွဲတေတပွဲရှုံးထားတဲ့ဒါလီဗာပူးဆင်ကိုဒီအခုချိန်မှာပုံစံကောင်းနေပြန်လို့ရလာတဲ့ဒီဒေါမန်ကပေါ့နော်ဆိုတော့ဒါ level ပြချုံကြေးပေးတယ်ဆိုတော့ဒါဘယ်လိုမှဘက်မညီမျှဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ body ကျင်းနဲ့ကိုပုံကျင်းနဲ့ရှင်ကြည့်တဲ့ခါမှာတော့ကျွန်တော်ကိုပုံကျင်းကတော့အနှဲငယ်တော့ဒါပိုနေတယ်ဆိုတော့ body ကျင်းကတော့ဒါကျွန်တော်တို့အနေနဲ့ကတော့ဒါလုံးဝမကြိုက်တဲ့ဖူးပေါ့ဗျာဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဒါဒီနေ့ပွဲမှာတော့လီဗာပူးဆင် body ကိုကြိုက်တယ်ဆိုတော့အကြိုက်တဲ့ညီကိုတဲ့လီဗာပူးဆင် body ကိုလိုက်ကစားပါအနည်းဆုံးကျွန်တော်ကတော့ဒီကြေးရဆိုတော့လီဗာပူးဆင်တေးဖြစ်မဲ့ပွဲတော့ထင်တယ်ဗျာเนาะအနည်းဆုံး draw ဖြစ်မဲ့ပွဲတော့ထင်တယ်ဒါကြောင့်ကျွန်တော်လီဗာပူးဆင်ကိုပဲကြိုက်ပါတယ်အဲ့တော့နောက်ထပ်ဒီတတိယပွဲစဉ်ကတော့ဒါ Leipzig နဲ့ Mönchengladbach ပါဒီပွဲမှာတော့ Leipzig က1မိုင်းဒါ40နီးပါးကြေးပေးထားတယ်မြန်မာကြေးမှာဒါ9ပေါင်းကြေးမှာတော့3မိုင်း30ဆိုပြီးတော့ကြေးပေးထားတယ်ဗျဆိုတော့ Mönchengladbach နဲ့သူနဲ့ကကျွန်တော်တို့အနေနဲ့နောက်ဆုံးဒါ4ချိန်လောက်ထိဒါကျွန်တော်တို့4ချိန်5ချိန်မှာတွေ့ခဲ့တဲ့အချိန်မှာ5ချိန်လုံးကိုဒါ9အောက်ထားတယ် Mönchengladbach အိမ်ဝင်3ပွဲမှာ Leipzig ကနေပြီးတော့တပွဲနိုင်တပွဲရှုံတပွဲသေးကစားပြီးတော့ Leipzig အိမ်ဝင်မှာလည်း Mönchengladbach ကိုတပွဲနိုင်တပွဲသေးဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ကစားထားတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ Leipzig တီလဲဒီနေ့ဒါအဝေးကွင်းညံ့တဲ့ဒီ Mönchengladbach ကိုတော့သူ့အနေနဲ့ကတော့အနိုင်ယူပြီးတော့အဆင့်3နေရာမှာတော့သူ့အနေနဲ့ကတော့ဒါသေချာပေါက်မြဲနေဖို့အတွက်စူးစမ်းလာမယ်လို့ထင်တယ်ပြီးတော့ Leipzig အိမ်ကွင်းကလည်းကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီတခါတလေကြားလို့ရှိရင်လည်းအရန်ကိုကြောက်စရာကောင်းတဲ့ကွင်းပေါ့ဗျာဆိုတော့နောက်ဆုံးသူကစားခဲ့တဲ့ဒီပွဲစဉ်မှာကျွန်တော်ကြည့်မယ်ဆိုဟော့ပိုင်းကို5-0သူကစားတယ်အော်ဘက်ကို2-1ကစားတယ်ဒေါမန်ကို2-2ကစားတယ်ပြီးတော့မိတ်ကိုတော့1-2နဲ့သူရှုံးထားတယ်ဆိုတော့သူ့ရဲ့အိမ်ကွင်းပွဲစဉ်တိုင်းတော်တော်များများမှာဒီ Leipzig ကသူ့အနေနဲ့ဒါ9ရထားတယ်ပေါ့ဗျာနော်အဲ့တော့သူ့အနေနဲ့အခုနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တော်တော်များများသူ့ရဲ့တိုက်ဆက်က9ရတယ်ဒါပေမဲ့သူ့ရဲ့ခံဆက်ကလည်းတိုက်ဆက်9ရတယ်လို့ပြန်လို့တော့ပေးနေရတာဗျဆိုတော့ Mönchengladbach ကအိမ်ကွင်းအရန်ကောင်းတဲ့အသင်းထဲမှာတော့မပါတော့ဘူးဒါပေမဲ့ဟိုးအိမ်ကတော့အိမ်ကွင်းတော်တော်ကောင်းတဲ့အသင်းထဲမှာပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒါဒီနေ့ပွဲမှာ1မိုင်း50 3မိုင်း50ပေးထားတဲ့အနေထားမှာကျွန်တော်ကတော့ Leipzig ကိုဇုံပေါ်ကြိုက်တယ်ဗျဆိုတော့ Leipzig အနည်းဆုံး3-1 4-2ဒီပုံစံမျိုးတော့သွားမယ်ထင်တယ်အဲ့တော့အကြိုက်တူတဲ့ညီကိုတွေ Leipzig body Leipzig ကိုပေါ်လိုက်ကစားနိုင်ပါတယ်ဆိုတော့အခုဒါနောက်ဆုံးပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးပါမယ်နောက်ဆုံးပွဲစဉ်ကတော့ဘာစီလိုနာနဲ့ Espanyol ပါဆိုတော့ဘာစီက2+50ကြေးပေးလာတယ်ဂိုးပုံကြေးမှာတော့ဒါ3ရှုံးဆိုပြီးတော့ကြေးပေးထားတယ်ဗျဆိုတော့ကျွန်တော်ကတော့ဒါကြေးရပြောမယ်ဆိုလို့ရှိရင်တော့ဒါဘာစီလိုနာရဲ့ကြေးကဒါဘာစီလိုနာပောက်ကွဲမဲ့ကြေးကြီးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒါအိမ်ကွင်းမှာပေါ့နော်ဒါအက်တလက်တီကိုချန်ပီယံလိမှာသူ့အနေနဲ့ကတော့ဒီတယောက်ရောနဲ့ဒီကိုပြတ်ရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ဒီပွဲပြီးလို့ရှိရင်အက်တလက်တီကိုနဲ့ဒါသူ့ရဲ့ကွင်းမှာမကြေးဝဲပြန်လို့တာနှွှဲရမယ်ဆိုပေမဲ့ဒီပွဲမှာတော့ဘာစီလိုနာကတော့ဒါတေချာပေါက်နော်ဒီအက်စပန်ညိုကိုတော့လုံးဝကျွန်တော်အမြင်ကတော့ဒါကိုပြက်ကစားမယ်တော့ထင်တယ်ဗျလက်ရှိအနေထားမှာတော့ဒါသူ့အနေနဲ့ကတော့ရီးရဲကသူ့တပွဲကိုကစားပြီးတော့ဒါရှောက်မှတ်အထီးရီးရဲကိုဖျက်ထားတယ်ဒါပေမဲ့လက်ရှိအနေထားအရကြည့်မယ်ဆိုလို့ရှိရင်တော့ဒီစပိန်လာလီဂါရဲ့ချန်ပီယံကဘာစီလိုနာဖြစ်ဖို့များတယ်เนาะဘာစီလိုနာဖြစ်ဖို့များတဲ့အတွက်ကြောင့်မို့လို့ဘာစီလိုနာဒီနေ့ပွဲမှာလေသူ့အနေနဲ့ကတော့ဒါအတိန်ဆုံးခံမှာမဟုတ်ဘူးဆိုတော့ဒါသူ့ရဲ့အောက်ကဒီရဲတို့ဒါဘီလာရဲအက်တီကိုတို့ကဒီပီဒန်လီမှာရုန်းကန်နေရတဲ့အချိန်မှာပေါ့လေအဲ့တော့တစ်ဖက်က Espanyol ကကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့ Espanyol ဒီလဲကျွန်တော်တို့เนาะဒီအဆင့်7ဆိုတဲ့နေရာမှာသူ့အနေနဲ့ကအဆင့်10ဆိုတဲ့နေရာမှာဒါရောက်ချီနေပြီးတော့သူ့အနေနဲ့ဒီ Espanyol ကစားခဲ့တဲ့ဒီအဝေးကွန်ပွဲစဉ်တော်တော်များကြည့်မယ်ဆိုလို့ရှိရင် Espanyol ကတပွဲကိုအနည်းဆုံး2ဂိုး2ဂိုးကပေးနေရတယ်ဒါကြောင့်ဘာစီလိုနာရဲ့ကွင်းမှာပေါ့เนาะဒါဒီကကွင်းကြီးမှာတော့ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာကအနည်းဆုံး Espanyol 2-0လောက်တော့ပြတ်မှထင်တယ်ဆိုတော့ဂိုးပေါ်ဂိုးအောက်ကတော့ကျွန်တော်ကတော့ဒါကိုယ့်အကိုတော့ပိုကြိုက်တယ်ဘာစီလိုနာ2-3ပဲမှန်တယ်အဲကြောင့်အကြိုက်တူတဲ့ညီကိုတွေဘာစီလိုနာဘော်ဒီကိုကစားပါဆိုတော့ကျွန်တော်အခုဒါရွေးချယ်ပေးတာဒီဒါတိုးရင်လွင်ပဲဖြစ်ပါတယ်ကျွန်တော်ပြည့်စုံရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒါဗီဒီယိုဖိုင်ကအရန်ကိုရှင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒါကြိုကြည့်ထားတဲ့ပွဲစဉ်လေးတွေကဒါကျွန်တော်ရဲ့ဒီအကြိုက်တူတဲ့ညီကိုတွေအကြိုက်တူလို့ရှိတယ်ဆိုလို့ရှိရင်တော့လိုက်ကစားနိုင်ပါတယ်ဆိုတော့ဒါအစောပွဲစဉ်အနေနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကဒီအာဆင်နယ်နဲ့ဘုံမောက်မှာကျွန်တော်ဘုံမောက်ကိုရွေးသွားတယ်
နောက်ထပ်ဒီဒေါ်မန်နဲ့လီဗာကူဆင်မှာလီဗာကူဆင်ကိုရွေးပြီးတော့ကျွန်တော် လိုက်စစ်နဲ့ motion ကလာဘတ်မှာကျွန်တော်တော့ လိုက်စစ် body လိုက်စစ်ကိုပေါ်ဆိုပြီးဇုံပေါ်ရွေးတယ်ပြီးတော့ဘာစီလိုနာနဲ့အက်စပန်ညိုမှာကျွန်တော်ဘာစီလိုနာ body ကိုအကြိုက်တွေ့နေတယ်ဆိုတော့အကြိုက်တွေ့ညီကိုလိုက်ကစားပါဆိုတော့ဒီထက်ကမှကျွန်တော်ရဲ့ဒီအကြိုက်ဆုံးပွဲစဉ်ကိုရွေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အစောဆုံးပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့ဘုံမောက်ပွဲမှာကျွန်တော်ဘုံမောက် body ကိုအကြိုက်တွေ့နေပါတယ်အဲ့တော့အကြိုက်တွေ့တဲ့ညီကိုလိုက်ကစားပါဆိုတော့ဒါကျွန်တော်ရဲ့ video file ကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဗျ